မြတ်စွာဘုရားကိုယ်တိုင်ကငါ့ကိုစီမီပန်းရေချမ်းတို့နဲ့ပူဇော်တာဟာပူဇော်ရမရောက်ဘူးလို့ငါမဆိုလိုဘူးတဲ့ဒါပေမဲ့အကောင်းဆုံးပူဇော်ခြင်းမဖြစ်ဘူးလို့ပြောပြိဋိဘံသံဃာနိမဆရာနန္ဒာကိုပြောရတယ်အဲ့ဒီစကားလေးကိုသေချာမှတ်ထားဘုရားကိုယ်တိုင်မိန့်ခဲ့တဲ့စကားနော်စီမီပန်းရေချမ်းတို့နဲ့ငါ့ကိုပူဇော်တာဟာပူဇော်မှုဖြစ်တော်လဲအကောင်းဆုံးပူဇော်ခြင်းမဟုတ်ဘူးတဲ့အကောင်းဆုံးပူဇော်ခြင်းကတော့တဲ့ဓမ္မကိုကျင့်သုံးခြင်းသာဖြစ်တယ်ဓမ္မနုဓမ္မပฏิပန္နလောကုတ္တရာတရားနဲ့သင်လျော်တဲ့သီလသမာဓိပညာဆိုတဲ့အကျင့်ကိုကျင့်ခြင်းပဲဖြစ်တယ်လို့ဘုရားကိုယ်တိုင်ကပြိဋိဘံသံဃာနိမသေချာမှားခဲ့တာလူတွေအဲ့ဒါနော်ဘုရားပူဇော်ခြင်းဘုရားကိုဥထိတ်ထားခြင်းဆိုတဲ့အလုပ်ကိုယရဏသုံးပါးကိုဥထိတ်ထားပါတယ်ဆိုတဲ့ဘုရားဘာသာဝင်တွေဟာဒုစရိုက်တရားတွေကိုရှောင်ပြီးသူစရိုက်တရားတွေကိုပွားများမယ်ဆိုရင်ဘုရားကိုဥထိတ်ထားခြင်းကိစ္စပြီးသွားတယ်နော်ဘုရားကိုဥထိတ်ထားတယ်ဓမ္မပို့အဓိပ္ပာယ်ရှိအဲ့တော့မြတ်စွာဘုရားကဘာဖြစ်လို့အကုသိုလ်ကိုရှောင်ခိုင်းပြီးတော့ကုသိုလ်တွေလုပ်ခိုင်းတော့ဆိုလို့ရှိရင်မကောင်းမှုတွေကိုယ်တဏ္ဍာမှာများလာရင်ဆင်းရဲဒုက္ခရောက်တတ်တယ်ဒါကြောင့်ဆင်းရဲဒုက္ခရောက်မှဆိုလို့ဘုရားမရောက်စေချင်ဒုက္ခပုံညတဩစီယောကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍာမှာဖြစ်လာလို့ရှိရင်ကောင်းရသူတိပုံတွေရောက်တယ်ချမ်းသာဒုက္ခရတယ်အဲ့တော့ဒုက္ခနဲ့ဒုက္ခဒုက္ခရဲ့အကြောင်းတရားတွေကိုရှာလိုက်မယ်ဆိုရင်အဓိကအကြောင်းတရားတွေဒုက္ခရဲ့အကြောင်းတရားတွေအကုသိုလ်ဒုက္ခရဲ့အကြောင်းတရားတွေကုသိုလ်တရားဝါတွေကိုဒုက္ခမရောက်စေခြင်းနဲ့မြတ်စွာဘုရားဒုက္ခရောက်ဖို့အတွက်မကောင်းတာတွေတစ်ဖက်ကရှောင်ပြီးကောင်းတာတွေလုပ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်